အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့quick update လေးတစ်ခုအာပြောစရာရှိလို့ပေါ့နော်အဲ့တော့ကျွန်တော် channel ကအာဒီကျွန်တော် channel ကို subscribe လုပ်ထားတဲ့လူတွေ follow လုပ်ထားတဲ့လူတွေဆိုရင်သိပါလိမ့်မယ်ကျွန်တော်ကပုံမှန်ဆိုရင်networking sharing knowledge sharing videos တွေနောက်ပြီးတော့ IT နဲ့ပတ်သက်တဲ့ video တွေကိုတင်တယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီ working video ပေါ့နော် live နဲ့ adventures ခရီးသွားတဲ့နဲ့ပတ်သက်တဲ့ video တွေကိုလည်းတင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီအမျိုးတင်နေတာကနေပြီးတော့ကျွန်တော်ကဒီ tag တွေ networking နဲ့ပတ်သက်တဲ့ video တွေကို IT နဲ့ပတ်သက်တဲ့ video တွေကို channel အသစ်တစ်ခုတည်ဆောက်ဖို့ကျွန်တော်စိတ်ကူးလိုက်တယ်ပေါ့နော်အဲ့တော့တည်တံ့ဖြစ်သွားအောင်လို့အဲ့တော့အဲ့ဒီအကြောင်းကိုကျွန်တော်ဒီ video မှာ sharing လုပ်ပြီးတော့announce update လုပ်ပေးတာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော် channel ကဒီ channel ကတော့ကျွန်တော်လက်ရှိဒီ channel ပေါ့နော် Walk Tech Vlog by ဦးဖြိုအဲ့တော့ဒီ channel မှာဆိုရင်ဒီမှာ video တွေရှိမယ်ဒီ video တွေပြီးတော့ကျွန်တော် playlist ကြည့်မယ်ဆိုရင်ကျွန်တော်ရဒီwalking video တွေရှိတယ်ကျွန်တော် live စင်ကာပူမှာရှိတယ်ပတ်တရားသွားတဲ့ခရီးစဉ်တွေနောက်ပြီးတော့ဒီ Australia ပေါ့နော်နောက်ပြီးတော့ကျွန်တော် driving လုပ်တဲ့ video တွေရှိတယ်အဲ့လိုပဲဒီမှာ tag video တွေရှိတယ်ကျွန်တော် networking နဲ့ပတ်သက်တဲ့ sharing လုပ်ထားတဲ့ video တွေ IT နဲ့ပတ်သက်တဲ့ video တွေပေါ့နော်အဲ့တော့အဲ့ဒီအခုကကျွန်တော်ဒီ content ဒီ IT networking content တွေကိုကျွန်တော်ရဲ့ channel အသစ်တစ်ခုဖြစ်တဲ့ဒီ Netcloud Companion ကိုကျွန်တော် move လုပ်မှာဖြစ်ပါတယ်အဲ့တော့ move လုပ်မယ်နောက်ပြီးတော့ဒီ channel မှာပဲကျွန်တော်က IT networking နဲ့ပတ်သက်တဲ့video တွေပြီးတော့ course တွေကိုကျွန်တော် create လုပ်ပြီးတော့တင်သွားမှာဖြစ်တယ်အဲ့တော့ဒီ chat ဒါကတော့ channel အသစ်ပေါ့နော် network cloud companion ကျွန်တော် YouTube မှာဆိုရင်ကျွန်တော်တို့ရှာကြည့်လို့ရတယ်network cloud companion ဆိုပြီးတော့ကျွန်တော်ဒီလက်ရှိဒီဦးဖြိုး vlog channel မှာ IT networking တွေကိုကြည့်နေတဲ့မိတ်ဆွေတွေလည်းဒီ channel ကိုကျွန်တော် subscribe လုပ်ထားပြီးတော့follow လုပ်ထားလို့ရပါတယ်ကျွန်တော် IT နဲ့ပတ်သက်တဲ့ဟာတွေကိုဒီမှာတည်တံ့ကျွန်တော်တင်သွားမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်ရဲ့ဒီ walking video တွေ driving video တွေကိုကြည့်တဲ့မိတ်ဆွေတွေလည်းဒီ channel ကိုကျွန်တော်ဒီ channel မှာကျွန်တော်ကတည်တံ့တင်ပေးမှာပေါ့နော်အဲ့တော့ဒီ channel မှာဆက်လက်ပြီးတော့ကြည့်ရှုလို့ရပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်လာပြီးတော့ sharing လုပ်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ new channel လေးကိုလည်းကျွန်တော်ကို like and subscribe ဖြစ်ဖြစ် follow ဖြစ်ဖြစ်လုပ်ထားပေးလို့ရတယ်သူမှာ Facebook page လည်းရှိတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေနောက်အသစ်တွေနဲ့ဗီဒီယိုတွေနဲ့ပြန်ပြီးတော့တွေ့ဆုံပါမယ်အားလုံးကျေးဇူးတင်ပါတယ်